မြို့သမီးလိမှာဈေးကွက်ရလာနိုင်ခြေရှိတဲ့အာဖရိကန်များလက်ရှိကျင်းပနေတဲ့2026-2029မြန်မာမြို့သမီးလိပြိုင်ပွဲဝင်အသင်းတွေမှာ AR အသင်းကပြည်ပကစားသမားတွေကိုအသုံးပြုလာမှုတွေရှိနေတာကြောင့်တခြားပြိုင်ပွဲဝင်ကလပ်အသင်းတချို့ကလည်းပြည်ပကစားသမားတွေကိုခေါ်ယူနိုင်ဖို့စီစဉ်နေကြပါတယ်။အခုနဲ့ဘောလုံးရာသီမှာပြန်လည်ရှင်ပြိုင်နေတဲ့ဇွဲကပင်အသင်းဆိုရင်အာဖရိကန်ကစားသမားတချို့ကိုခေါ်ယူထားပြီးဖြစ်တယ်လို့သူတို့ရဲ့အကောင်းမွန်တဲ့ခြေစွမ်းကိုလည်းရန်ကုန်စီးတီးအသင်းနဲ့ရှင်ပြိုင်ကစားတဲ့ပွဲစဉ်မှာအားလုံးကတွေ့မြင်ပြီးခဲ့ရပြီဖြစ်ပါတယ်။ဒါကြောင့်မြန်မာမြို့သမီးလိကိုဝင်ရောက်ရှင်ပြိုင်နေတဲ့ပုဂ္ဂလိကပိုင်းအသင်းတချို့ကလည်းပြည်ပကစားသမားတွေကိုခေါ်ယူနိုင်ဖို့စိတ်ဝင်စားမှုရှိလာသလိုဇင်းတို့မြန်မာတဲ့ဥရောပနဲ့အာရှကစားသမားတွေစားဇင်းတို့တက်နဲ့အာဖရိကန်ကစားသမားတွေကပို့ပြီးဈေးကွက်ရမလားဆိုတာကတော့စောင့်ကြည့်တော့ရမှာဖြစ်ပါတယ်။နောက်ဆုံးကြားသိရတဲ့သတင်းတွေကတော့မြန်မာမြို့သမီးလိပွဲစဉ်တက်မှာ ISP အသင်းကိုရှုံးနိမ့်ထားတဲ့ Shell United အသင်းဟာလက်ရှိချိန်မှာပြည်ပကစားသမားဖြစ်တဲ့မှုတွေကိုဆောင်ရွက်တော့မှာဖြစ်တယ်လို့သိရှိရတယ်လို့ခြေစမ်းခြေစာကောင်းမွန်တဲ့အာဖရိကကွင်းလယ်ကစားသမား2ယောက်ကိုခေါ်ယူသွားဖို့စီစဉ်နေလဲရှိတယ်လို့သိရှိရပါတယ်။အာရှကစားသမားတွေနဲ့ဥရောပကစားသမားတွေကကျင်းမြင့်နဲ့သူတို့အတွက်နေစရာစားစရာကိုတည်တည်ချာချာကောက်မွန်ကိုစီစဉ်ပေးရတယ်။အာဖရိကန်ကစားသမားတွေကဈေးနှုန်းသင့်နဲ့နေရာထိုင်ရတာကလိုကယ်ကစားသမားတွေလိုစီစဉ်ပေးရပြီ။ဒါကြောင့်နောက်ပိုင်းမှာအာဖရိကန်မြို့သမီးကစားသမားတွေကမြန်မာမြို့သမီးလိမှာဈေးကွက်ရလာနိုင်တယ်။ဒါပေမဲ့ခေါ်ယူတဲ့အသင်းတွေကလည်းပေါ်ချောက်ကောင်ကစားသမားတွေကိုမခေါ်ဖို့တော့လိုအပ်မယ်လို့မြန်မာမြို့သမီးကစားသမားတဦးကတော့သူ့ရဲ့အမြင်ကိုမှတ်ချက်ပေးပါတယ်။လက်ရှိချိန်မှာတော့မြန်မာမြို့သမီးလိပြိုင်ပွဲဝင်ကလပ်အသင်းတွေဖြစ်ကြတဲ့ဆွဲကပင်အသင်း AR အသင်းရတနာပုံအသင်းတို့ဟာပြည်ပကစားသမားခေါ်ယူမှုအနေနဲ့ဖိလစ်ပိုင်ထိုင်းဘင်္ဂလားဒေ့ရှ်ဂါနာဂူအီနာအစရှိတဲ့နိုင်ငံတွေကအမျိုးသမီးကစားသမားတွေကိုခေါ်ယူအသုံးပြုထားပါတယ်။